ဒီနေ့မှာတော့ Canva ကိုဖုန်းနဲ့အသုံးပြုတဲ့သူတွေအတွက် Canva ရဲ့ AI feature တွေဖြစ်တဲ့ feature တွေအများကြီးထဲမှာ Magic Write ဆိုတဲ့ feature ကိုဘယ်လိုသုံးရမလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်။ Magic Write မှာဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ post တွေရေးခိုင်းလို့ရတယ် content တွေဖန်တီးခိုင်းလို့ရပါတယ်။အဲ့တော့ဒါမှမဟုတ်ရင်ကိုဖန်တီးရတဲ့ content တွေကိုကောင်းစင်ပေးခိုင်းတာမျိုးလည်းလုပ်လို့ရပါတယ်။သဘောကတော့စာကိုကောင်းစင်တစ်ခုပေးပြီးတော့စာအကျယ်ရေးခိုင်းတယ်လို့မျိုးစာအကျယ်ပေးပြီးတော့ကောင်းစင်ရေးခိုင်းတာမျိုးကြိုက်တယ်လို့ရေးခိုင်းလို့ရပါတယ်အဲ့တော့ Canva ကိုဖွင့်လိုက်မယ်ဖွင့်လိုက်လို့ရှိရင်အခုကျွန်တော်ပြထားတဲ့ပုံစံတိုင်းပဲပေါ်နေလိမ့်မယ် Canva ရဲ့ home page ကအဲ့မှာ Magic Write ကိုသုံးမယ်ဆိုလို့ရှိရင်ဒီမှာ DOC ဆိုတဲ့ document လေးကိုခေါ်လိုက်ပါ document လေးကိုခေါ်လိုက်လို့ရှိရင်ဒီမှာအဖြူရောင် page လေးတစ်ခုတက်လာမယ်အဲ့အဖြူရောင် page လေးကိုလက်လေးနဲ့တစ်ချက်ထောက်လိုက်ပါထောက်လိုက်လို့ရှိရင်ဒီမှာ keyboard ရဲ့ action bar ရဲ့ဆိုပြီးပေါ်လာတယ်အဲ့မှာ action ဆိုတဲ့စာလုံးလေးပေးမှာ plus sign လေးရှိရဲ့အပေါင်းလက္ခဏာလေးကိုထောက်လိုက်ပါထောက်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ describe your idea design ဆိုတဲ့ထဲမှာကျွန်တော်တို့ရေးခိုင်းစေခြင်းတဲ့အကြောင်းအရာကိုရေးခိုင်းလို့ရပါတယ်ကျွန်တော်ကအဲ့မှာဒီ prompt box တွေထဲမှာစီးပွားရေးပညာရှင်တယောက်ရဲ့အမြင်နဲ့ digital marketing ရဲ့အကျိုးကျေးဇူး၅ချက်ကိုမြန်မာဘာသာနဲ့ရေးပေးပါလို့ရေးလိုက်ပါတယ်ကျွန်တော်ဒါကိုကြိုက်ပြီဆိုလို့ရှိရင်ဒီမှာgenerate design ဆိုတာလေးရှိတယ်ကျွန်တော်အဲ့ဒါလေးကိုနှိပ်ပြီးတော့သူ generate လုပ်တာလေးကိုခဏစောင့်ကြရအောင်ပါ okay ရပါပြီဗျာသူကဒီမှာတွေ့လားဒီမှာ header bar တွေရော design လေးနဲ့ပါသူကထုတ်တာပေးတယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့အကျယ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ design is ready ဆိုတဲ့ဒီမှာဒီ box လေးရှိရဲ့အဲ့ပေါ်မှာလက်လေးနဲ့တစ်ချက်ထောက်လိုက်ပါမယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ design ကိုအကျယ်ဖတ်လို့ရပြီသူရဲ့ရေးထားတဲ့ post ကိုပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကပြန်ပြီးစစ်ဖို့လိုပါတယ်ဘာလို့ပြန်စစ်ဖို့လိုလဲဆိုတော့ AI ကမြန်မာဘာသာကိုသုံးတဲ့အတွက်အမြဲတမ်းကြီးအတိအကျမှမှတ်နိုင်ပါဘူးစကားလုံးအသုံးနှုန်းတွေကကျွန်တော်တို့ ਨੇ friendly ဖြစ်ဖို့ပြောမြန်မာတွေဖတ်တဲ့အချိန်မှာချောမွေ့နေဖို့အတွက်ကျွန်တော်ပြန်စစ်ရမှာဖြစ်ပါတယ်အကယ်၍ကြိုက်ပြီဆိုလို့ရှိရင်ကျွန်တော်နီလန်း2မျိုးနဲ့ဒါကို copy ကူးလို့ရပါတယ်ပထမတစ်နည်းကတော့ဒီမှာအပေါ်ကမြားလေးကိုနှိပ်ပြီးတော့ download ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာဒီပေါ်များလေးကိုနှိပ်ပြီးဒီအောက်က download ကိုနှိပ်လိုက်ရင်ဒီမှာ PDF file နဲ့ download ဆွဲလို့ရပါတယ်အဲ့ဒါဆိုရင်သူ့ design အတိုင်းဒီပေါ်က header bar တွေနဲ့ပါထွက်လာမှာပါ header တွေပါထွက်လာပါမှာပေါ့လေအကယ်၍အဲ့လိုမဟုတ်ဘဲနဲ့ဒီစာတွေကိုပဲ copy လုပ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာလက်လေးနဲ့ထောက်ပြီးလို့ရှိရင်ဒီမှာဆက်လက်မှတ်သွားပါဆက်လက်မှတ်ပြီးတော့အကုန်လုံးဆက်လက်မှတ်ပြီးတော့ဒီမှာ copy ဆိုတာလေးကိုနှိပ်အားကိုကျွန်တော် Facebook မှာပဲသွားပြီးတော့ face cha ဒါမှမဟုတ်ကိုဖုန်းရဲ့ note ထဲမှာပဲ face cha ကြိုက်တယ်လို့ save လို့ရပါတယ် Facebook ကိုတန်းတင်နေဆိုလည်းရပါတယ်ဒီနည်းနဲ့ကျွန်တော်တို့ Magic Write ကိုအသုံးပြုလို့ရပါတယ်